Hello မင်္ဂလာပါတစ်ချက် if you ပါစာလို့ရမှာလဲပြင်းနဲ့ English speaking လဲတိုးတက်ချင်နဲ့ English listening ကလည်းမရဘူးအဲ့လိုမျိုးအခက်အခဲပြဿနာတွေနဲ့ရင်ဆိုင်နေရပါသလား Okay ဒါဆိုရင်တော့ကိုအိတ်ခါနေအချိန်လေးမှာနော်ဖုန်းလေးကိုဘေးမှာချပြီးတော့ TV လေးကိုဖွင့်ထားရုံပါပဲကျမက English ဝါကျတွေကိုတစ်လုံးချင်းစီတည်တည်ချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတငယ်ချင်း2ယောက်ကတကယ်လက်တွေ့ဘဝမှာ daily routine စကားပြောဆိုမှုတွေကိုအသုံးပြုပြီးတော့အင်္ဂလိပ်လိုတဘာဝကျကျဘယ်လိုပြောရမလဲဆိုတဲ့ speaking skill တွေရဲ့နားထဲမှာစွဲနေအောင်ဘယ်လိုနားထောင်ရမလဲဆိုတဲ့ listening skill နှစ်ခုစလုံးကိုတပြိုင်နက်တည်းတိုးတက်စေမဲ့နည်းလမ်းတွေကိုထပ်သွင်းပေးထားလို့ပါပပနားထောင်ရင်းနဲ့ကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုအလိုလိုမြင့်တင်နိုင်မဲ့ဒီဗီဒီယိုလေးကိုလုံးဝလက်လွတ်မခံသင့်ဘူးเนาะ Okay let's get started Hello good morning how are you doing today မင်္ဂလာမနက်ခင်းပါဒီနေ့နေကောင်းရဲ့လားအဆင်ပြေရဲ့လား Hello good morning how are you doing today Hello good morning how are you doing today Okay เนาะမနက်ခင်းအစမှာကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့မိသားစုတွေနဲ့စပြီးတော့တွေ့တဲ့အခါမှာ Good morning how are you doing today เนาะမင်္ဂလာမနက်ခင်းပါဒီနေ့နေကောင်းရဲ့လားအဆင်ပြေရဲ့လားဆိုပြီးတော့မေးလို့ရပါတယ် Hello good morning how are you doing today Good morning I'm doing great thanks how about you Okay good morning မင်္ဂလာမနက်ခင်းပါ I'm doing great ငါနေကောင်းတယ် Thanks ကျေးဇူးတင်ပါတယ် How about you เนาะမင်းရောဘယ်လိုလဲလို့မေးတာပါ Okay ဒီမှာဆိုလို့ရှိရင် about နဲ့ you ကို link ချိတ်ဖောက်ရှင်เนาะ link ချိတ်ပြီးတော့ဖတ်မယ်ဆိုရှင် about you ဆိုပြီးတော့ဖတ်လို့ရပါတယ်ဘာဖြစ်လို့လဲ about မှာက t နဲ့ဆုံးတယ် you ကကြတော့ y နဲ့စတယ် t အဆုံး y အစချလို့မှတ် about you လို့မထွက်ပါဘူး about you လို့ထွက်ပါမယ် How about you How about you Good morning I'm doing great Thanks How about you Good morning I'm doing great Thanks How about you I'm doing fine too Did you sleep well last night I'm doing fine too ဆိုတာကငါလည်းပဲနေကောင်းတယ် I'm doing fine နေကောင်းတယ် too ဆိုတာကလည်းပဲအဲ့တော့ I'm doing fine too ငါလည်းပဲနေကောင်းတယ် Did you sleep အိပ်ပျော်ခဲ့လား well ကကောင်းကောင်း last night မနေ့ညက did you did နဲ့ you ကိုလေလင်းချိတ်ဖက်ရင် did you လို့ဖတ်ရတယ်ဘာဖြစ်လို့လဲဆိုရှင် did မှာက d နဲ့ဆုံးတယ် you က y နဲ့စတယ် d အဆုံး y စချလို့မှ j အဲ့တော့ did you လို့ထွက်ပါမယ် Did you sleep well last night မင်းမနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လားအိပ်ယူဝရဲ့လားလို့မေးတာပါ I'm doing fine too Did you sleep well last night I'm doing fine too Did you sleep well last night I'm doing fine too Did you sleep well last night Yes I slept like a baby I feel very refreshed Yes ဆိုတာကဟုတ်ကဲ့ I slept ငါအိပ်ပျော်ခဲ့တယ် like a baby เนาะ like a baby ဆိုတာကပုံမှန်ကတော့ကလေးတစ်ယောက်လို့ဒါပေမဲ့ I slept like a baby ဆိုတာကကောင်းကောင်းအိပ်ပျော်ခဲ့တယ်ကလေးတစ်ယောက်အိမ်မောကျတယ်လို့မျိုးကိုเนาะအိပ်ပျော်ခဲ့တာအိပ်ရီဝဝအိပ်ပျော်တယ်လို့ပြောတာပါ I feel very refreshed okay เนาะ very refreshed ကအရန်ကိုလန်းဆန်းနေတယ်ညက तू ကကလေးတစ်ယောက်လို့အပူအပင်မရှိပဲကောင်းကောင်းမွန်မွန်အိပ်ပျော်တဲ့ကြောင့် तू ကလေမနက်မိုးလေးနဲ့ခါမှာ refresh ဖြစ်နေတယ်အရန်ကိုလန်းဆန်းနေတယ်ဒီလိုမျိုးကိုပြောတာပါ okay အဲ့တော့ကျမနဲ့တူဒီခါလေး practice လုပ်ပေးပါ yes I slept like a baby like a baby like a baby လို့မဖတ်ပါဘူး like a baby like a baby I slept like a baby I feel very refreshed I feel very refreshed yes I slept like a baby I feel very refreshed That's great to hear What are your plans for today? Okay เนาะ That's great to hear. Okay เนาะ That's great. ဝမ်းသာပါတယ်ကောင်းတာပေါ့ to hear. အဲ့ဒါကြားရတာအဲ့လိုမျိုးကြားရတာကောင်းတာပေါ့ဝမ်းသာတယ်လို့ပြောတာပါ။ဘာလို့လဲဆိုတော့ညက तू ကောင်းကောင်းမွန်မွန်အိတ်ခဲ့တယ်မနက်မှာလေ तू က refresh ဖြစ်နေတယ်အရန်လန်းဆန်းနေတော့အဲ့လိုမျိုးကြားရတာကို तू ဝမ်းသာတယ်လို့ပြောတာပါ။ What are your plans
for today? What? WA question or got heavy there? Okay, no. Your plans ka subject main ye asi asin for today. Dini address da ka a chain bo no. What are your plans for today? Dini address ba season shi le. Okay, no. What are your plans for today? What are your why o you are le you are trouble your trade. What are your link chapin? What are your plans for today? What are your plans for today? What are your plans for today? Not much. I just need to go to the office and finish some reports. Okay, no, not much ဆိုတာတိတ်မရှိပါဘူးသူတည်းဒီနေ့အတွက် plans တွေအများကြီးမရှိဘူး I just need to go need to go ကသွားဖို့လိုအပ်တယ်အဲ့ဆို just need to go သွားရုံလေးပဲเนาะဘယ်ကိုလဲ to the office เนาะဒီရုံးကိုသွားရမယ်တဲ့ပြီးလို့ရှိရင် finish some reports เนาะ finish ကပြီးဆုံးအောင်လုပ်ရမယ်ဘာတွေလဲ some reports အစီရင်ခံစာတွေကိုပြီးဆုံးအောင်လုပ်ရမယ်တိတ်ပြီးတော့မရှိပါဘူးเนาะတိတ်ပြီးဘာမှလုပ်စရာမရှိဘူးရုံးကိုသွားပြီးတော့လုပ်စရာရှိတဲ့စီရင်စရာတွေအစီရင်ခံစာတွေကိုတော့ပြီးအောင်လုပ်ရမယ်လို့ပြောတာပါ Not much. I just need to go to the office and finish some reports. Not much. I just need to go to the office and finish some reports. Not much. I just need to go to the office and finish some reports. Oh, I see. Is it a busy week for you? Isn't itကိုlink ချိတ်ဖတ်ရင် is it လို့ဖတ်ရပါတယ် is ဆိုတာက heavy verb ပါ heavy verb က ဝကြရဲ့ရှေ့ subject ရဲ့ရှေ့မှာရောက်နေတယ်ဆိုလို့ရှိရင်သိကြတယ်အဲ့ဒါက yes or no question okay နော် is it ဖြစ်တယ်လား a busy week အလုပ်ရှုပ်တဲ့တစ်ပတ်လား for you မင်းအတွက်ဒီတစ်ပတ်ကမင်းအတွက်အလုပ်ရှုပ်မဲ့အပတ်လား okay is it a ကို link ချိတ်ဖတ်ရင် is it လို့ဖတ်ရတယ် is it a busy week for you is it a busy week for you oh I see is it a busy week for you oh I see is it a busy week for you oh I see is it a busy week for you yes extremely busy deadlines are coming soon okay yes ဟုတ်တယ် extremely busy တကယ်ကိုအရန်ကိုအလုပ်ရှုပ်တာပဲ deadline okay เนาะ deadline ဆိုတာကနောက်ဆုံးသတ်မှတ်ရက်တွေက are coming up soon မကြာခင်ရောက်တော့မယ် okay เนาะ deadline ကနောက်ဆုံးသတ်မှတ်တဲ့ရက်ကိုပြောတာအလုပ်တစ်ခုကပေါ့เนาะအစီအကံစာတစ်ခုကเนาะဒီလကုန်ရုပ်ရှင်အဲ့ရမယ်ဒါမှမဟုတ်ရှင်အင်္ဂလိပ်လို15ရက်နေ့မှာသူ့ရဲ့ deadline ပေါ့เนาะသူသတ်မှတ်တဲ့ရက်မှာအဲ့ဒီရဲ့ report ကအစီအကံစာပြီးကိုပြီးရမယ်are coming up soon ဆိုတာကမကြာခင်ရောက်ရှိလာတာကိုပြောတာပါ okay အဲ့တော့တခါလေး practice လုပ်ပါမယ် yes extremely busy deadlines are coming up soon yes extremely busy deadlines are coming up soon hang in there you will get through it hang in there ဆိုတာကနော်လက်မလျှော့နဲ့စိတ်မလျှော့နဲ့စူးစမ်းထားအဲ့လိုပြောတာပေါ့နော်စူးစမ်းထားပါ you will get through it မင်းအဲ့ဒါကိုဖြတ်ကျော်နိုင်မှာ okay you will get ဆိုတာကမင်းရောက်ရှိလိမ့်မယ်ကျော်ဖြတ်လိမ့်မယ် through it ကအဲ့ဒါကိုဖြတ်ပြီးတော့เนาะအဲ့ဒါကိုလို့ပြောချင်တာအဲ့တော့เนาะhang in there hang နဲ့ in ကိုလေး link ချိတ်ဖက်လို့ရှိရင် hang in လို့ဖတ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ hang မှာ ng နဲ့ဆိုရှင်ငါတန်ထွက်တယ် in ငါ in ဆိုတော့ငင် hang in there စူးစမ်းထား okay เนาะ you will get through it မင်းအဲ့ဒါကိုကြော်ဖြတ်နိုင်မှာပါ hang in there you will get through it hang in there you will get through it hang in there you will get through it Thanks for the encouragement. I really appreciate it. Thanks for ကျေးဇူးတင်ပါတယ် The encouragement အားပေးမှု I really appreciate ငါတကယ်ကိုတန်ဖိုးထားကျေးဇူးတင်ပါတယ် it အဲ့ဒါကိုအဲ့တော့ပေါင်းပြီးတော့ဖတ်လိုက်လို့ရှိရင်အားပေးမှုအတွက်တကယ်ကိုကျေးဇူးတင်ပါတယ် I really appreciate it ငါတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောတာပါ Thanks for the encouragement. The encouragement လို့မထွက်ပါဘူး The encouragement လို့ပဲထွက်ပါတယ် Thanks for the encouragement. I really appreciate it. Thanks for the encouragement. I really appreciate it. Thanks for the encouragement. I really appreciate it. How was your weekend? Did you go anywhere interesting? Okay.
how was your weekend ဆိုတာကပိတ်ရဲ့အခြေအနေဘယ်လိုလဲ how ကဘယ်လိုလဲပေါ့နော် was your weekend မင်းရဲ့ပိတ်ရဲ့အဲ့တော့မင်းရဲ့ပိတ်ရဲ့ကအခြေအနေဘယ်လိုလဲ did နဲ့ you ကိုဖတ်လို့ရှင် did you လို့ဖတ်မယ်နော်ဒီအဆုံးဝိုင်းစကြလို့မဲ့ did မှာ d နဲ့ဆုံးတယ် you မှာ y နဲ့စတယ်ဆိုတော့ did you လို့ဖတ်မယ်ပေါ့နော် did you go မင်းသွားဖြစ်ခဲ့လား anywhere တနေရာရာ interesting ကစိတ်ဝင်စားတာ anywhere interesting စိတ်ဝင်စားတဲ့နေရာတွေလို့ပြောတာပါ did you go anywhere interesting did you go anywhere interesting ကနော် did you go မင်းသွားခဲ့လား anywhere interesting စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေမင်းသွားခဲ့သေးလားဒီမှာ anywhere ကလေ question ဖြစ်တဲ့အတွက်ကြောင့် anywhere သုံးထားတာပါအဲ့တော့เนาะပြန်ပြီးတော့ကျတော့ဖတ်မယ်တခါလေးကျမနဲ့အတူ practice လုပ်ပေးပါ How was your weekend How was your weekend How was your How was your weekend Did you go anywhere interesting How was your weekend Did you go anywhere interesting It was relaxing I stayed at home and watched movie all weekends It was relaxing. Okay, now relaxing ကကြတော့အနားယူရတာအဆင်ပြေပြောတာပါ။သူပိတ်ရမှာ relax ပဲလုပ်ခဲ့တယ်အနားယူခဲ့တယ်အဲ့ဒီအတွက်ကြောင့်သူအဆင်ပြေတယ်။ I stayed နော်နေခဲ့တယ် at home. I stayed at home. ငါအိမ်မှာပဲနေခဲ့တယ် stayed ရဲ့ at ရဲ့ကို link ချိတ်ဖန် stayed out လို့ဖတ်လို့ရပါတယ် stayed မှာက d နဲ့စုံတယ်ပေါ့နော်။ cancer နဲ့ b နဲ့စုံထားတယ်နောက်မှာ at ဆိုတဲ့AEIOU ဘာဝယ်เนาะဒီ vowel တရနဲ့စတယ်ဆိုတာထက်လေ at ဆိုရဲအတန်နဲ့စလို့တရအတန်နဲ့စလို့ link ချိတ်ရတာ stay at home okay เนาะ stay at home I stayed at home okay เนาะငါအိမ်မှာပဲနေတယ် and ပြီးလို့ရှိရင် watched movie okay เนาะရုပ်ရှင်တွေကြည့်တယ် all weekend ဆိုတာကเนาะဒီတပိတ်ရက်တစ်လျှောက်လုံးမှာသူဇာတ်ကားတွေပဲကြည့်တယ်လို့ပြောတာပါရုပ်ရှင်တွေပဲကြည့်ဖြစ်တယ်တဲ့ It was relaxing I stayed at home and watched movie all weekends. It was relaxing. I stayed at home and watched movie all weekends. It was relaxing. I stayed at home and watched movie all weekends. Sounds peaceful. I went out shopping with my family.Sounds peaceful ဆိုတာကတော့เนาะတင်ငိမ်အေးချမ်းပြီးတော့ကောင်းလိုက်တာပဲအဆင်ပြေတာပဲအိမ်မှာပဲ relax လုပ်နေရတာလေ I went out shopping ငါကတော့ဈေးဝယ်ထွက်ဖြစ်တယ် with my family ငါရဲ့မိသားစုနဲ့အတူဈေးဝယ်ထွက်ဖြစ်တယ် Sounds peaceful I went out shopping with my family Sounds peaceful I went out shopping with my family Sounds peaceful I went out shopping with my family Oh really?Did you buy anything nice? Okay, now, oh, really? ဟုတ်လား Did you buy မင်းဝယ်ခဲ့လား anything nice? နော်ကောင်းတာလေးတွေဘာတွေဝယ်ဖြစ်လဲလို့ပြောတာပါ anything nice ဆိုတာကောင်းတာလေးဘာလေးနော်ဘာလေးဝယ်ခဲ့လဲနော်အဲ့လိုမျိုးမေးတာပါ Oh, really? Did you buy anything nice? Oh, really? Did you buy anything nice? Oh, really? Did you buy anything nice? Yes.I bought a new jacket and some books. ဟုတ်တယ် jacket အသစ်တစ်ထည်နဲ့စာအုပ်တချို့ဝယ်လာခဲ့တယ် Okay เนาะ yes ဆိုတာကဟုတ်တယ် I bought ငါဝယ်ခဲ့တယ် a new jacket အသစ်တစ်ထည် and ပြီးတော့ some books စာအုပ်တချို့เนาะစာအုပ်အနည်းငယ်သူဝယ်ခဲ့တယ်လို့ပြောတာပါ Yes I bought a new jacket and some books.Yes, I bought a new jacket and some books. Yes, I bought a new jacket and some books. Nice. You should show them to me sometime. ကောင်းလိုက်တာတစ်ချိန်ကြာရင်ငါ့ကိုပြပါအောင်အစောပိုင်းကဘောနော်နော်ဒီ jacket အသစ်ဝယ်လာတယ်ဆိုတော့ပေါ့နော်အဆင်ပြေတဲ့အချိန်ကြာရင်တစ်ချိန်ကြာရင်အဲ့ဒီရဲ့ jacket အသစ်လေးကိုငါ့ကိုပြအောင်နော်သူလဲကြိုက်လို့ရှင်ဝယ်မယ်ပေါ့နော်အဲ့လိုအချိန်နေမှာဆိုဒီဝက်ကြလေးသုံးတယ် okay နော်တစ်လုံးချင်းစီတေချာချာထပ်ပြီးတော့ရှင်းပြပေးမယ် you should show ပြတဲ့နယ် them ဆိုတာကအဲ့ဒီရဲ့ jacket ကိုပြောတာ to me ငါ့ကို them ဆိုတာကအဲ့ဒီရဲ့ jacket မြေစာအုပ်တွေကိုနှစ်ခုစလုံးကိုပြောတာเนาะအကြောင်းမို့ them သုံးလိုက်တာ to me အဲ့ဒါတွေကိုငါ့ကို sometime တစ်ချိန်เนาะတစ်ချိန်မှာသူ့ကိုပြပါအောင်လို့ပြောတာပါ nice you should show them to me sometime nice you should show them to me sometime nice you should show them to me sometime I will definitely do that. What about you on Sunday? Okay, I ငါက
will definitely do တေချာပေါက်လုပ်မယ် that အဲ့ဒါကိုနော် what about you Sunday what about you မင်းရောဘလို့လဲ on Sunday တနင်္ဂနွေနေ့မှာမင်းရောဘလို့လဲဘာလုပ်ခဲ့လဲလို့မေးတာပါ I will definitely do that what about you on Sunday I will definitely do that what about you on Sunday I will definitely do that what about you on Sunday I visited my grandparents in the countryside. I ငါက visited เนาะ visit ထပ်မဟုတ်ဘူး visited เนาะလဲပတ်ခဲ့တယ် My grandparents ငါရဲ့အဖိုးဖွားတွေစီ in the countryside ခြေလက်ဒေသမှာ okay ပေါင်းပြီးပြောလိုက်တော့ခြေလက်ဒေသမှာရှိတဲ့ငါရဲ့အဖိုးဖွားစီကိုတွားလဲခဲ့တယ် I visited my grandparents in the countryside. I visited my grandparents in the countryside. I visited my grandparents in the countryside. That sounds lovely. How are they doing? အရန်ကောင်းတဲ့အစီအစဉ်ပဲသူတို့ရောနေကောင်းကြရဲ့လား That sounds lovely ဆိုတာကကြည်ရတာချစ်စရာကောင်းပြီးเนาะချစ်စရာကောင်းပြီးတော့เนาะဝမ်းသာစရာကောင်းလိုက်တာကြည်နူးလိုက်တာအဲ့လိုပြောတာပေါ့နော် How are they သူတို့ရောဘလို့နေလဲ doing နေကောင်းရဲ့လားလို့ပြောတာပါ Okay เนาะ That sounds lovely. How are they doing? That sounds lovely. How are they? How are they ကို link ချိတ်ပိုင် How are they? How are they? How are they doing? That sounds lovely. How are they doing? That sounds lovely. How are they doing? They are doing great. They always spoil me with good food. အရန်နေကောင်းကြပါတယ်သူတို့ကအမြဲတမ်းအရသာရှိတဲ့အစားအစာတွေကိုကျွေးမိပြီးတော့အလိုလိုက်ကြပါတယ် Okay သေချာပြန်ပြီးရှင်းပြမယ်နော် They are doing great ဆိုတာကသူတို့အခြေအနေကောင်းတယ်နေကောင်းတယ်လို့ပြောတာပါ They သူတို့က always အမြဲတမ်းပဲ spoil me spoil ကအလိုလိုက်တာဘာသူကိုလဲ me ငါကိုအလိုလိုက်ပြီးတော့ကြည်ပေးတယ် Okay နော် with good food ကောင်းမွန်တဲ့အစားအစာတွေနဲ့ Okay အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူတို့ကနော်အမြဲတမ်းအရသာရှိတဲ့အစားအစာတွေကိုကျွေးမွေးပြီးတော့သူ့ကိုအလိုလိုက်တယ်လို့ပြောတာပါအဲ့တော့အဖိုးဖွားတွေကကျတော့သူ့ရဲ့မြီးတွေကိုအရန်ချစ်တယ်လေအဲ့တော့တခါလေမှလာတဲ့သူ့ရဲ့မြီးကိုနော်အလိုလိုက်တယ်လို့ပြောတာပါ They are doing great They always spoil me with good food They are doing great They always spoil me with good food They are doing great They always spoil me with good food. The weather is quite nice today, isn't it? ဒီနေ့ရာသီဥတုကတော်တော်လေးတာရတယ်နော်မဟုတ်ဘူးလား Okay, the weather ရာသီဥတုက is quite nice တော်တော်လေးတာရတယ်တော်တော်လေးကောင်းတယ် Today ဒီနေ့ isn't it မဟုတ်ဘူးလားမဟုတ်လားလို့ပြောတာပေါ့နော် The weather is quite nice today, isn't it? The weather is quite nice today, isn't it?The weather is quite nice today, isn't it? Yes, it's sunny and not too hot. ဟုတ်တယ်နေတာပြီးတော့အပူချိန်လည်းတိတ်မကြည့်ဘူး Yes ဆိုတော့ဟုတ်တယ် It's sunny နေတာတယ် and ပြီးတော့ not too hot တိတ်ပြီးလည်းမပူဘူး hot ကပူတယ် Okay နော်2ကကျတော့တိတ်ပြီးတော့အရန်အဲ့လိုမျိုးပြောတာ not ဆိုတော့ညှင်းလိုက်တာပေါ့နော်နောက်က too hot ဆိုရှင်အရန်ကိုပူလို့နေဒါပေမဲ့ not too hot ဆိုတော့တိတ်မပူဘူးလို့ပြောတာပါ Yes it's sunny and not too hot Yes it's sunny and not too hot I hope it doesn't rain this afternoon Okay နော် I hope ငါမျှော်လင့်တယ် it doesn't rainမိုးမရွာဖို့ this afternoon ဒီနေ့လေကင်းမှာမိုးမရွာဖို့မျှော်လင့်တယ်လို့ပြောတာပါ I hope it doesn't rain this afternoon I hope it doesn't rain this afternoon I hope it doesn't rain this afternoon Me too I didn't bring an umbrella today ငါလည်းပဲဒီနေ့ထီးလဲပါမလာဘူး Okay เนาะ me too ငါလည်းအဲ့အတိုင်းပဲပြောတာเนาะ I ဆိုတာကငါ didn't bring ကပါမလာခဲ့ဘူးယူမလာခဲ့ဘူး an umbrella ထီးတလက် today ဒီနေ့ငါထီးလဲယူမလာခဲ့ဘူးပါမလာခဲ့ဘူးလို့ပြောတာပါ me too I didn't bring an umbrella today me too I didn't bring an umbrella bring an umbrella ကိုလေ link ချိတ်ဖက်လို့ရှင် bring an umbrella bring an umbrella bring an umbrella native speaker တွေကအဲ့လိုမျိုးပြောတာเนาะ link ချိတ်ဖက်လိုက်တာ Okay I didn't bring an umbrella today I didn't bring an umbrella today You can share mine
if it rain မိုးရွာရင်ငါထီကိုအတူသုံးလို့ရပါတယ် okay เนาะ you can share ဆိုတာကမင်းအတူသုံးလို့ရတယ်မျှသုံးလို့ရတယ်ဝေသုံးလို့ရတယ် my ဆိုတာကငါရဲ့အထီကိုရှေ့မှာက an umbrella ဒီထီရဲ့အကြောင်းကိုပြောထားတာဆိုတော့ my umbrella တွေထပ်ပြီးမလို့တော့ my ဆိုရှင်ငါဟာကိုငါရဲ့အထီကိုเนาะ if it rain if ကရင် it rain မိုးရွာရင် if it rain မိုးရွာရင်ငါထီကိုအတူတူသုံးလို့ရပါတယ်အတူတူစောင်းလို့ရပါတယ်တငယ်ချင်းကလေเนาะအခုလိုမျိုးပြောတာပါ you can share mine if it rains you can share mine if it rains you can share mine if it rain thanks you are a good friend ကျေးဇူးပဲမင်းကတငယ်ချင်းကောင်းတစ်ယောက်ပဲခင်နော် thanks ဆိုတာကကျေးဇူးတင်ပါတယ် you are မင်းကဖြစ်တယ်မင်းကဖြစ်တယ်ဗါလဲ a good friend တငယ်ချင်းကောင်းတစ်ယောက်ပဲလို့ပြောတာပါ thanks you are you are a good friend you are a good friend you are a good friend နော် you are a ကို link ချိတ်ပန် you are thanks you are a good friend no problem at all do you like rainy days no problem at all ဆိုတာကကိစ္စမရှိပါဘူး do you like မင်းကြိုက်လား rainy day မိုးရွာတဲ့နေ့တွေကိုရက်တွေကိုကြိုက်လားလို့မေးတာပါ no problem at all as နဲ့ or ကို link ချိတ်ဖန်ရင် at all ဆိုပြီးတော့เนาะ at all ဆိုပြီးတော့ထွက်လို့ရပါတယ် no problem at all do you like rainy days no problem at all do you like rainy days no problem at all do you like rainy days I like them when I'm staying at home but not while I'm commuting okay เนาะ I like them ဆိုတာကငါအဲ့ဒါတွေကိုကြိုက်တယ် when I'm staying ငါနေနေတဲ့အချိန်မှာ at home အိမ်မှာ but not ဒါပေမဲ့မကြိုက်ဘူး when I'm commuting ငါခရီးသွားလာနေတဲ့အချိန်အသွားလာလုပ်နေတဲ့အချိန်အလုပ်အသွားအပြန်လုပ်တဲ့အချိန်မှာအဲ့လိုမျိုးမိုးရွာရင်တော့မကြိုက်ဘူးเนาะသူအိမ်မှာเนาะအဲ့လိုမျိုးမိုးအေးအေးနဲ့နေရရင်เนาะသူကြိုက်တယ်လို့ပြောတာပါ I like them when I'm staying at home but not when I'm commuting I like them when I'm staying at home but not when I'm commuting I like them when I'm staying at home but not when I'm commuting that makes sense traffic gets terrible when it rains အဲ့ဒါလည်းဟုတ်တာပဲမိုးရွာရင်ကားလမ်းကျက်တာကဆိုးရွားတယ်เนาะ that makes sense ဆိုတာကအဲ့ဒါကသဘာဝကျတယ်လက်ခံလို့ရတယ်အဲ့ဒါလည်းဟုတ်တာပဲเนาะအဲ့လိုပြောတာပါ traffic gas ဆိုတာကလေလမ်းပန်းဆက်သွယ်ရေးကားတွေကဖြစ်တာကိုပြောတာပါ okay terrible ကဆိုးရွားတာ when it rains မိုးရွာတဲ့အခါမှာ okay အဲ့တော့တခါလေးပြန်ပြီးတော့ဖတ်ပါမယ် that makes sense traffic gas terrible when it rains that makes sense traffic gets terrible when it rains that makes sense traffic gets terrible when it rains exactly it takes twice as long to get anywhere တကယ်ပဲဘယ်သွားအရင်ကထက်နှစ်ဆပိုကြတယ်เนาะ exactly ဆိုတာကတကယ်ပဲအဲ့ဒါမှန်မဲ့ဟုတ်တယ်เนาะဟုတ်ကြောင်းမှန်ကြောင်းကိုထောက်ခံလိုက်တာ it takes ဒီမှာ take ကလေယူတာမဟုတ်ဘူးကြာမြင့်တာ twice ကနှစ်ဆ as long ကကြာတာ twice as long နှစ်ဆပိုကြာအောင် to get anywhere ဘယ်နေရာကိုရောက်ဖို့မဆိုဘယ်နေရာကိုမဆိုเนาะရောက်ဖို့နှစ်ဆကြာတယ်လို့ပြောတာပါ exactly it takes twice as long to get anywhere exactly it takes twice as long to get anywhere exactly it takes twice as long to get anywhere are you busy with your work these days ဒီရက်ပိုင်းမင်းအလုပ်တွေရှုံနေလား okay are you busy မင်းအလုပ်ရှုံနေလား with your work မင်းရဲ့အလုပ်တွေနဲ့ these days ဒီရက်တွေမှာ are you busy with your work these days are you busy with your work these days are you busy with your work these days yes quite busy we have a big project coming up okay เนาะ yes ဟုတ်တယ် quite busy အတော်လေးကိုအလုပ်ရှုပ်နေတာ we have ငါတို့မှာရှိတယ် a big project ကြီးမားတဲ့ project ကြီးတစ်ခုရှိတယ် coming up ကလာမဲ့ okay เนาะမရောက်သေးဘူးနောက်လာမဲ့ project ကြီးအတွက်ကိုသူအလုပ်အရန်ရှုပ်နေတာပေါ့နော် yes quite busy we have a big project coming up yes quite busy we have a big project coming up
Yes, quite busy. We have a big project coming up. What kind of project is it? ဘလို့ project မျိုးလဲ What kind ဆိုတာကဘလို့အမျိုးအစားလဲ What kind of kind နဲ့ of ကိုလေ link ချိတ်ဖက်ရင် kind of လို့ထွက်လို့ရတယ် What kind of project ကတော့ project ပဲ is it အဲ့ဒါကဖြစ်တယ်လားလို့မေးတာပါအဲ့တော့ What kind of project is it အဲ့ဒီ project ကဘလို့အမျိုးအစားလဲ What kind of project is it? 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 It's a marketing campaign for a new client. ဖောက်တဲ့အသစ်တယောက်အတွက်ဈေးကွက်မြင့်တင်ရေးလှုပ်ရှားမှုတစ်ခုပါ။ Okay နော် it's a အဲ့ဒါကတစ်ခုပါ။ဘာတစ်ခုလဲ marketing campaign နော်ဈေးကွက်မြင့်တင်ရေးလှုပ်ရှားမှု for a new client ဖောက်တဲ့တူအတွက် Okay အဲ့တော့ဖောက်တဲ့တူဖောက်တဲ့အသစ်တယောက်အတွက်နော်ဈေးကွက်မြင့်တင်ရေး marketing လှုပ်ရှားမှုတစ်ခုပါလို့ပြောတာပါ It's a marketing campaign for a new client Okay နော် for a new client နယူးလဲရတယ်နူးလဲရတယ်နော်နှစ်တန်းထွက်လို့ရတယ် Okay နော် It's a marketing campaign for a new client It's a marketing campaign for a new client It's a marketing campaign for a new client Sounds challenging but interesting စိန်ခေါ်မှုရှိတယ်လို့စိတ်ဝင်စားဖို့လဲကောင်းတာပဲ Okay နော် sound challenging စိန်ခေါ်မှုရှိတဲ့ပုံရတယ်လို့ပြောတာနော် sound challenging but ဒါပေမဲ့လို့ interesting စိတ်ဝင်စားဖို့လဲကောင်းတယ်စိန်ခေါ်မှုလဲရှိတယ်စိတ်ဝင်စားဖို့လဲကောင်းတယ် sound challenging but interesting sounds challenging but interesting sound interesting but challenging Yes it is but I'm learning a lot from it ဟုတ်တယ် Okay နော်ဒါပေမဲ့အဲ့ဒါကနေငါအများကြီးသင်ယူခွင့်ရနေတယ် Yes it is ဟုတ်ပါတယ်အဲ့ဒီအတိုင်းပဲ Okay နော် but I'm learning ငါဒါပေမဲ့ငါသင်ယူနေရတယ် a lot အများကြီး from it အဲ့ဒါကနေ Okay yes it is but I'm learning a lot from it from နဲ့ it ကို link ချိတ်ဖက်ရင် from it ဆိုပြီးတော့ထွက်လို့ရပါတယ် Yes it is but I'm okay no but I'm ကို link ချိတ်ဖက်ရင် but I'm ဖြစ်သွားမယ်နော် Yes it is but I'm learning a lot from it Yes it is but I'm learning a lot from it That's the spirit experience is everything အဲ့ဒါမှစိတ်တက်ပဲအတွေ့အကြုံကအားလုံးမှာပဲအတွေ့အကြုံကအရာအားလုံးပဲလို့ပြောတာပါခင်နော် That's the spirit အဲ့ဒါကတကယ်ကိုထားရမယ်စိတ်တက်ပဲကောင်းလိုက်တဲ့စိတ်တက်လို့ပြောချင်တာပါ experience ကအတွေ့အကြုံဆိုတာက is everything အရာတိုင်းပဲပတ်စံဘလောက်ပဲရှိသူ့မှာအတွေ့အကြုံပဲရှိလို့ရှိရင်သူရင်းနှီးထားတဲ့အရင်းနှီးတွေကအကုန်ပြုတ်မှာပဲအဲ့တော့ experience ရှိမှသာလျှင်အရာအားလုံးကိုကြော်ဖြတ်နိုင်မှာအဲ့တော့သူကနော် that's the spirit အဲ့ဒါတကယ်ကိုစိတ်သက်ကောင်းမယ် experience is everything နော်အတွေ့အကြုံဆိုတာကအရာအားလုံးပဲအရာတိုင်းပဲအရာတဲ့အရာအားလုံးတက်ပို့ကောင်းတယ်လို့ပြောတာပါ that's the spirit experience is everything that's the spirit experience is everything true By the way, how is your English class going? ဟုတ်ပါတယ်เนาะ by the way ဆိုတာဒါနဲ့စကားမဆက်เนาะစကားမဆက်ဖြစ်နေမိလို့เนาะဒါနဲ့စကားမဆက်အဲ့လိုပြောတာ How was your เนาะ how ကဘယ်လိုလဲ is your English class မင်းရဲ့ English စာအတန်းကเนาะ going ဒီမှာ going ကသွားတာမဟုတ်ပေါ့เนาะ How is your English class going မင်းရဲ့ English စာအတန်းအခြေအနေကဘယ်လိုလဲလို့မေးတာပါ True by the way how is your how နဲ့ is ကို link ချိတ်ဖိုင် how is ပေါ့နော် how is your English class going True by the way how is your English class going True by the way how is your English class going It's going well I'm practicing speaking every day အခြေအနေကောင်းပါတယ်ငါနေ့တိုင်းစကားပြောလေ့ကျင့်နေတယ် Okay နော်It's going well နော် it's going well ဆိုတာကအဆင်ပြေတယ်နော်အဆင်ပြေလို့ပြောတာ going ကဒီမှာသွားတာမဟုတ်ဘူးနော် it's going well အဆင်ပြေတယ် I'm practicing ငါလေ့ကျင့်နေတယ် speaking စကားပြောကိုနော် every day နေ့တိုင်းသူလေ့ကျင့်တယ်လို့ပြောတာပါ it's going well I'm practicing speaking every day it's going well I'm practicing speaking every day That's awesome practice makes perfectနော် that's awesome ဆိုတာကအရန်မိုက်တာပဲအလွန်ကောင်းတယ်အရန်ကောင်းတယ်နော် practice လေ့ကျင့်မှုက makes
ဖြစ်စေတယ် perfect ပြည့်စုံခြင်းကိုလေ့ကျင့်မှုကပြည့်စုံခြင်းကိုဖြစ်စေတယ်အကောင်းဆုံးဖြစ်စေတယ်လို့ပြောတာပါ That's awesome practice makes perfect That's awesome practice makes perfect That's awesome practice makes perfect What are you going to have for lunch today ဒီနေ့နေ့လယ်စာဘာစားဖို့စဉ်းစားထားလဲ Okay အဲ့တော့ကြည့်မယ်နော် What are you မင်းပါလုပ်မလဲ going to have စားဖို့နော်စားဖို့ရှိတာလဲ for lunch နေ့လယ်စာ today ဒီနေ့ What are you going to have for lunch today What are you okay နော် What are you ကိုလေ link ချိတ်ဖတ်ရင် What are you ဆိုပြီးတော့ထုတ်လို့ရရနော် What are you going to have for lunch today What are you going to have for lunch today What are you going to have for lunch today I haven't decided yet. Do you have anything suggestion? Okay. No, I haven't decided. ငါမဆုံးဖြတ်ရသေးဘူး yet. သေးပါဘူးအခုဒီကိုဆုံးမဖြတ်ရသေးဘူးလို့ပြောချင်တာ Okay နော် Do you have မင်းမရှိလား Any suggestion? အကြံပြုချက်တစုံတရာဒီမှာလေ YT yet ကလေ question သို့မဟုတ် negative မှာဆိုလို့ရှိရင် yet ကိုဝက်ကြရဲ့နောက်ဆုံးမှာထားရတယ်ဒီမှာက I haven't decided ဆိုတော့နော်ဆုံးမဖြတ်ရသေးဘူး negative ဝက်ကြဆိုတော့နောက်ဆုံးမှာထားလိုက်တာပါ question မှာဆိုလို့ရှိရင်နောက်ဆုံးမှာထားရပါတယ် I haven't decided yet Do you have any suggestions I haven't decided yet Do you have any suggestion I haven't decided yet Do you have any suggestion How about eating Myanmar traditional foodမြန်မာရိုးရာစားစရာတွေကိုသွားစားကြရင်ရောဘယ်လိုလဲ How about ဆိုတာကဘယ်လိုလဲ Eating စားတာเนาะ Eating ကစားတာမြန်မာ traditional food မြန်မာရိုးရာအစားအစာတွေကိုစားမယ်ဆိုရင်ရောဘယ်လိုလဲ How about eating Myanmar traditional food How about eating Myanmar traditional food How about eating Myanmar traditional food That sounds delicious I'm craving some mohinga အရန်ကောင်းမဲ့ပုံပဲOkay เนาะငါမုံငါစားခြင်းနေရနဲ့အတော်ပဲเนาะ that sound ကြည့်ရတာဖြစ်ပုံရတယ် delicious ဆိုတော့ that sound delicious အရန်ရတာရှိမဲ့ပုံပဲအရန်ကောင်းမဲ့ပုံပဲမြန်မာ traditional food ဆိုတော့ပေါ့เนาะ I'm craving ငါတက်မှတ်နေတယ်စားခြင်းနေတယ် Okay เนาะ some mohinga ငါမုံငါစားခြင်းနေတယ်လို့ပြောတာပါ Okay เนาะ that sound delicious I'm craving some mohinga That sound delicious I'm craving some mohinga That sound delicious I'm craving some mohinga. Great. Let's go to that shop near the corner. ကောင်းပြီလေတောင်းနာကဆိုင်ကိုတွားကြရအောင် Great. ကောင်းပြီ Let's go တွားကြရအောင် to that shop. ဟိုဆိုင်ကို near the corner တောင်းနာမှာရှိတဲ့ Okay နော်တောင်းနာလေးကဆိုင်ကိုတွားကြရအောင်လို့ပြောတာပါ Great. Let's go to that shop near the corner. Great. Let's go to that shop near the corner. Great. Let's go to that shop near the corner. Perfect. Shall we go at 12 p.m.? Okay ပဲ7နာရီတိတိသွားကြမလား Perfect. Shall we go at 12 p.m.? Perfect. Shall we go at 12 p.m.? Perfect. Shall we go at 12 p.m.? Yes. Let's meet at the entrance. ဟုတ်ကဲ့အဝင်ဝမှာတွေ့ကြတာပေါ့Yes, let's meet at the entrance. Okay နော် yes ဆိုတာကဟုတ်ကဲ့ let's meet တွေ့ကြမယ် at the entrance. Entrance ကအဝင်ဝကိုပြောတာအဲ့တော့ at the entrance အဝင်ဝမှာ Okay အဲ့တော့အဝင်ဝမှာတွေ့ကြမယ်လို့ပြောတာပါ Yes, let's meet at the entrance. Yes, let's meet at the entrance. Yes, let's meet at the entrance. See you then. I'm getting hungry already. Okay နော် see you then ကအဲ့ချိန်ကြရင်တွေ့မယ်Okay နော်တန်းကအဲ့ချိန်ကြရင်ပေါ့နော် I'm getting hungry ငါဘိုက်စာနေပြီ getting hungry တဖြည်းဖြည်းနဲ့ကိုဘိုက်စာနေတာနော် already ဆိုတာကအခုတောင် Okay နော် तू မသွားခင်နဲ့ဘိုက်စာနေပြီလို့ပြောတာပါ See you then I'm getting hungry already See you then I'm getting hungry already See you then I'm getting hungry already Haha me too See you in a bitငါလည်းပဲအဲ့ဒါနော်သူလည်းဘိုက်စာနေပြီဆိုရရီပြီးတော့ပြောတာပေါ့နော် Me too ငါလည်းပဲ See you in a bit ခဏနေရင်တွေ့မယ်ခင်နော် Me too ကငါလည်းပဲ See you တွေ့မယ် in a bit in a bit လို့မဖတ်ပါဘူး in a bit ခဏနေရင် Okay နော်ဟာ
Me too. See you in a bit. Haha. Me too. See you in a bit. Alright, see you. ကောင်းပြီတွေ့မယ်နော် Okay နော် see you ကတွေ့မယ်လို့ပြောတာပေါ့နော် Alright ကကောင်းပြီ Alright, see you. Alright, see you. What do you usually do in your free time? Okay နော် What do you do? မင်းဘာလုပ်လေရှိလဲ Usually ကပုံမှန်အားဖြင့် in your free in နဲ့ your ကို link ချိတ်ဖက်ရင် in your လို့ထွက်နော် in your ဆိုပြီးတော့ဖတ်လို့ရတယ်ဘာဖြစ်လို့လဲစကားလုံးရဲ့ရှေ့ကစကားလုံးရဲ့အဆုံးက n နဲ့အဆုံးတယ်နောက်ကစကားလုံးရဲ့စက y နဲ့စရင် n အဆုံး y အစညလို့မှတ်ပေါ့နော်မြန်မာအတန်ဆိုညပေါ့နော်အဲ့တော့ in your free time မင်းရဲ့အားလက်ချိန်တွေမှာဘာတွေလုပ်လို့ရှိလဲလို့မေးတာပါ What do you usually do in your free time? What do you usually do in your free time? What do you usually do in your free time? I like reading books, listening to music. Okay. No, I like ငါကြိုက်တယ် reading books စာဖတ်ရတာကြိုက်တယ် and listening နားထောင်ရတာကြိုက်တယ်ဘာလဲ to music သချင်းတွေကိုနားထောင်ရတာကြိုက်တယ်ငါကစာဖတ်ရတာနဲ့သချင်းတွေကိုနားထောင်ရတာကြိုက်တယ်လို့ပြောတာပါ I like reading books and listening to music. I like reading books and listening to music. I like reading books and listening to music. What kind of books do you read? Okay နော် What kind of books ဆိုတာကဘလို့စာအုပ်အမျိုးအစားလဲ kind ကအမျိုးအစားကိုပြောတာပေါ့နော် What kind of books ဘလို့စာအုပ်အမျိုးအစားလဲ Do you read နော်မင်းဖတ်တာက Okay အဲ့တော့မင်းကဘလို့စာအုပ်မျိုးတွေဖတ်တာလဲလို့မေးတာပါ What kind of books do you read? What kind of books do you read? What kind of books do you read? I prefer novels and self-development books. Okay နော် I ငါက prefer ကပိုကြိုက်တယ် novel နော် novels ဝတ္ထုတွေ and ပြီးတော့တဲ့ self-development books. Okay နော်ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးစာအုပ်တွေကိုသူကြိုက်တယ်လို့ပြောတာပါဝတ္ထုတွေရဲ့ကိုယ်ပိုင်အရေးချင်းတိုးတက်စေတဲ့နော်စာအုပ်တွေကိုပို့ပြီးတော့ကြိုက်တယ် I prefer novels and self-development books. I prefer novels and self-development books. I prefer novels and self-development books. That's a good habit. Reading expands our knowledge. ကောင်းတဲ့အလေးအထားတစ်ခုပဲစာဖတ်ခြင်းကငါတို့ရဲ့အသိပညာတွေကိုကျယ်ပြန့်စေတယ် Okay နော် That's a good habit. ကောင်းတဲ့အလေးအထားတစ်ခုပဲအလေးအကျင့်တစ်ခုပဲ Reading စာဖတ်ခြင်းက expand ကျယ်ပြန့်စေတယ် our knowledge ငါတို့ရဲ့အသိပညာဗဟုသုတတွေကို That's a good habit. Reading expands our knowledge. That's a good habit. Reading expands our knowledge. That's a good habit. Reading expands our knowledge. Exactly. I totally agree with you. အဲ့ဒါအမှန်ပဲငါမင်းနဲ့အပြည့်အဝထောက်ခံတယ် Exactly. I totally ကအပြည့်အဝ agree ကသဘောတူတာ with you ဆိုတာမင်းနဲ့ပေါ့နော် Exactly. I totally agree with you. Exactly. I totally agree with you. Exactly. I totally agree with you. Do you play any sports as well? မင်းအကစားတွေပါရီရောကစားသေးလား Do you play မင်းကစားလား any sports အကစားတစ်ခုခုကို as well လဲပဲ Okay အဲ့တော့ Do you play any sport as well မင်းအကစားတွေပါရီရောကစားသေးလား Do you play any sports as well? Do you play any sports as well? Do you play any sports as well? Yes, I play badminton on weekends. ကစားတယ်ပရက်တွေဆိုရင်เนาะတက်တောင်ရက်တာကိုကစားတယ်လို့ပြောတာပါ Okay เนาะ Yes, I play badminton on weekends. Yes, I play badminton on weekends. Yes, I play badminton on weekends. That keeps you fit and healthy. အဲ့ဒါကမင်းရဲ့ကိုယ်ခန္ဓာကိုကြံ့ခံပြီးတော့ကျန်းမာစေတယ် Okay เนาะ That keeps you ဆိုတာကအဲ့ဒါကမင်းကိုဖြစ်စေတယ် fit ကကြံ့ခိုင်တာ and healthy ကျန်းမာတာကိုပြောတာပါ That keeps you fit and healthy. That keeps you fit and healthy. That keeps you fit and healthy. Definitely. I relieve stress too. တေချာပေါက်ပေါ့စိတ်ဖိစီးမှုကိုလည်းပြေလျော့စေတယ် Okay နော် definitely ဆိုတာကတေချာပေါက်တေချာတယ် it relieves နော် it ကအဲ့ဒါက relieves ကတက်တာစေတယ်ပြေလျော့စေတယ် stress ကစိတ်ဖိစီးမှုတွေကို true ကလဲပဲ Okay definitely
it relieves stress too. Definitely, it relieves stress too. Definitely, it relieves stress too. Do you have any travel plans for the upcoming holiday? လာမယ့်အားလရက်တွေမှာခီးသွားဖို့အစီအစဉ်တွေရှိလား Do you have မြန်မာရှိလား any travel plans ခီးသွားမယ့်အစီအစဉ်တစ်စုံတစ်ရာ for the upcoming holiday လာမယ့်အားလရက်တွေအတွက် Do you have any travel plans for the upcoming holiday? Do you have any travel plans for the upcoming holiday? Do you have any travel plans for the upcoming holidays? Yes, I'm planning to visit Bagan with my friends. ဟုတ်တယ်။ငါတငယ်ချင်းတွေနဲ့ပကံကိုသွားဖို့စီစဉ်ထားတယ်။ Yes, ဟုတ်တယ်။ I'm planning ငါစီစဉ်နေတယ် to visit Bagan ပကံကိုသွားလည်ဖို့ with my friends ငါရဲ့တငယ်ချင်းတွေနဲ့အတူ Yes, I'm planning to visit Bagan with my friends. Yes, I'm planning to visit Bagan with my friends. Yes, I'm planning to visit Bagan with my friends. Wow, Bagan is such a wonderful place. Wow, Bagan ကလေအရန်ကိုအမခန်းနဲ့လှပတဲ့နေရာတစ်ခုပါပဲ Bagan က is ဖြစ်တယ် such a wonderful place အလွန်အမင်းအံ့ဩစရာကောင်းပြီးတော့လှပတဲ့နေရာတစ်ခုပဲလို့ပြောတာပါ Wow, Bagan is such a wonderful place. Wow, Bagan is such a wonderful place. Wow, Bagan is such a wonderful place. Have you ever been there before? မင်းအရင်ကအဲ့ဒီကိုရောက်ဖူးလား Okay. Have you ever been မင်းတစ်ခါမှရောက်ဖူးလားတစ်ခါလောက်ရောက်ဖူးလား There အဲ့ဒီကိုဟိုကိုနော် before ကအရင်ကဒီမတိုင်ခင်က Have you ever been there before? Have you ever been there before? Have you ever been there before? Yes, I went there last year. The sunsets are amazing. ရောက်ဖူးတယ်လွန်ခဲ့တဲ့နှစ်ကသွားခဲ့တယ်နေဝင်စည်းစာရှုခင်းတွေကတကယ့်ကိုအမခံမယ် Yes ဟုတ်တယ် I went there ငါအဲ့ဒီကိုသွားခဲ့တယ် last year လွန်ခဲ့တဲ့နှစ်ကပြီးခဲ့တဲ့နှစ်က The sunsets နေဝင်စည်းစာတွေက are amazing အမခံကိုလှပတယ် Yes, I went there last year. The sunsets are amazing. Yes, I went there last year. The sunsets are amazing. Yes, I went there last year. The sunsets are amazing. I can't wait to see it with my own eyes. Okay, no? I can't wait. ငါမစောင့်နိုင်တော့ဘူး to see it. အဲ့ဒါကိုကြည့်ရဖို့ with my own eyes. ငါရဲ့ကိုယ်ပိုင်မျက်လုံးနှစ်ဖက်နဲ့ Okay, no? ကိုယ်တိုင်မျက်စိတွေနဲ့သွားတွေ့ရမယ့်အချိန်ကိုမစောင့်နိုင်တော့ဘူးအလောက်ကိုလှတာနော်ပကံရဲ့ senses ကအရင်နာမည်ကြီးလေ Okay, I can't wait to see it with my own eyes. I can't wait to see it with my own eyes. I can't wait to see it with my own eyes. Make sure to try local foods there too. Okay, နော်အဲ့ဒီကဒေတာအတွက်အစားအစာတွေကိုတေချာပေါက်စားကြည့်နော် Make sure to try တေချာပေါက်စားကြည့် local foods ဒေတာတွင်အစားအစာတွေဒေတာအတွက်အစားအစာတွေ there too အဲ့ဒီမှာ Okay, make sure to try local foods there too. Make sure to try local foods there too. I definitely will. Do you have any recommendation? တေချာပေါက်စားမှာပါအကြံပြုချင်တာလေးတွေရောရှိသေးလား I definitely will. ငါတေချာပေါက်လုပ်မယ် Do you have မြန်မာရှိလား any recommendation အကြံပြုချက်တစ်စုံတစ်ရာ Okay, I definitely will. Do you have any recommendation? I definitely will. Do you have any recommendation? I definitely will. Do you have any recommendation? Try the local tea leaf salad and the fried snacks. Okay, try ငါစားကြည့်မစူးစမ်းကြည့်မို့နော်စားကြည့် the local tea leaf salad. Okay နော် salad ဒေတာတွင်လက်ဖက်တုပ်ကို Okay ပြီးလို့ရှိရင် and the fried snacks ပြီးတော့ကြော်ထားတဲ့တည်စားတွေကိုလို့ပြောတာ Okay နော် try the local tea leaf salad and the fried snacks. Try the local tea leaf salad and fried snacks. Sounds yummy. I will take note of this. Okay နော်အရသာရှိမဲ့ပုံပဲအဲ့ဒါကိုငါမှတ်ထားလိုက်မယ် Okay နော် sounds yummy. Okay နော်စားလို့ကောင်းမဲ့ပုံပဲ I will take note ငါမှတ်သားထားပါမယ် of that အဲ့ဒီအကြောင်းကို Sounds yummy.
I will take note of that. Sounds yummy. I will take note of that. Note of that. Note ye of ye that ye go link shape note of that. Note of that. Okay. Sounds yummy. I will take note of that. Do you need to buy anything this weekend? ဒီပိတ်ရက်တွေမှာဘာတွေဝယ်စရာရှိသေးလဲ Do you need မင်းလိုအပ်လား to buy anything တခုခုကိုဝယ်ဖို့ this weekend ဒီပိတ်ရက်မှာ Do you need to buy anything this weekend? Do you need to buy anything this weekend? Yes, I need to buy some grocery and household item. ဝယ်စရာရှိတယ်မိဖို့ကြောင့်သုံးပစ္စည်းနဲ့အိမ်သုံးပစ္စည်းအချို့ဝယ်ရမယ် Yes ဟုတ်တယ် I need to buy ငါဝယ်ဖို့လိုတယ် some grocery စားတောက်ကုန်မိဖို့ကြောင့်သုံးပစ္စည်းတွေ and household item အိမ်သုံးပစ္စည်းတွေကိုဝယ်ဖို့လိုအပ်တယ်လို့ပြောတာပါ Yes, I need to buy some grocery and household item. Yes, I need to buy some grocery and household items. Which supermarket are you going to? ဘယ် supermarket ကိုသွားမှာလဲ Okay, now which supermarkets ကဘယ် supermarket လဲ Are you going to မင်းသွားမှာလဲ Which supermarket are you going to? Which supermarket are you going to? Which supermarket are you going to? I'm going to the one near the city center. Okay, no? မြို့လယ်နားမှာရှိတဲ့ဆိုင်ကိုသွားမှာပါ I'm going เนาะငါသွားမယ် to the one တစ်ခုစီကို near the city center မြို့လယ်ရဲ့နားမှာရှိတဲ့เนาะဒီ supermarket တစ်ခုကိုသွားမယ်လို့ပြောတာပါ I'm going to the one near the city center. I'm going to the one near the city center. I'm going to the one near the city center. I'm going to the one near the city center. Oh, that place has a lot of discount on weekends. Oh, အဲ့ဒီနေရာမှာပိတ်ရက်တွေဆိုလို့ရှိရင်ဈေးနှုန်းလျှော့ဈေးတွေအများကြီးရှိတယ် Oh, that place အဲ့ဒီနေရာက has a lot of အများကြီးရှိတယ် discounts လျှော့ဈေးတွေ on weekends ပိတ်ရက်တွေမှာ Oh, that place has a lot of discounts on weekends. Oh, that place has a lot of discount on weekends. Oh, that place has a lot of discount on weekends. That's even better. I can save some money. အဲ့ဒါပိုတောင်ကောင်းတာပေါ့ပတ်စံပို့စုလို့ရတယ် Okay နော် That's even better ပိုတောင်ကောင်းသေးတယ် I can save ငါစုဆောင်းနိုင်တယ် some money ပတ်စံအနည်းငယ်ကိုပတ်စံအချို့ကိုသူစုဆောင်းနိုင်တယ်လို့ပြောတာပါ That's even better. I can save some money. That's even better. I can save some money. That's even better. I can save some money. Do you want me to go with you? ငါပါလိုက်ခဲ့ပေးရမလား Okay နော် Do you want မင်းလိုချင်လား me ငါကို to go သွားတာကို with you မင်းနဲ့အတူအဲ့တော့ငါရောလိုက်ခဲ့ပေးရမလားလို့ပြောတာပါ Do you want me to go with you? Do you want me to go with you? Do you want me to go with you? That would be wonderful. We can grab coffee afterward. အရန်ကောင်းတာပေါ့ပြီးရင် coffee အတူတူတောက်ကြတာပေါ့ That would be wonderful. အရန်ကောင်းပါပဲ We can grab coffee. ငါ coffee တောက်လို့ရတယ် afterward ပြီးလို့ရှိရင်နော် That would be wonderful. We can grab coffee afterward. That would be wonderful. We can grab coffee afterward. That would be wonderful. We can grab coffee afterward. Dear, let's plan for Saturday morning. သဘောတူတယ် deal ကသဘောတူတယ်လို့ပြောတာနော် Okay နော် let's plan တို့စီစဉ်ကြလိုက်ရအောင် for Saturday morning စနေနေ့မနက်ခင်းအတွက်ကိုစီစဉ်လိုက်ရအောင်စနေနေ့မနက်ခင်းမှာသွားမယ်လို့ပြောတာပါ Dear, let's plan for Saturday morning. Dear, let's plan for Saturday morning. Dear, let's plan for Saturday morning. Awesome. See you on Saturday then. Okay နော် Awesome ဆိုတာကအရန်ကောင်းတယ်အလွန်ကောင်းတယ် See you တွေ့မယ် on Saturday နော်စနေနေ့မှာ then အဲ့ဒါဆိုရင်နော် Awesome. Okay နော် See you on Saturday then. Awesome. See you on Saturday then. Awesome. See you on Saturday then. You look a bit tired today. Are you okay? Okay နော် You look a bit tired. မင်းနည်းနည်းလေးပင်ပန်းနေပုံရတယ် Today ဒီနေ့ Are you okay? မင်းနေကောင်းရဲ့လားအဆင်ပြေရဲ့လား You look a bit tired today. You look a bit tired today. Are you okay? Are you okay? သူ့ကိုကြည့်ရတာပင်ပန်းနွမ်းနေနေတဲ့ပုံပေါက်နေလို့သူကအခုလိုမျိုးလေးမိလိုက်တာ
Okay နော် you look a bit tired today are you okay you look a bit tired today are you okay I stayed up late last night finishing work အလုပ်ပြီးအောင်လုပ်ရင်းနဲ့မနေ့ညကနောက်ကျမှအိပ်ဖြစ်လို့ပါ I stayed up late ညနေတဲ့ထိမအိပ်ဖဲနေတာ last night မနေ့ညက finishing work အလုပ်ပြီးအောင်လုပ်ရင် I stayed up late last night finishing work I stayed upကို stayed up ဆိုပြီးတော့ link ချလို့ရရနော် I stayed up late last night finishing work I stayed up late last night finishing work I stayed up late last night finishing work You should take care of your health don't overwork yourself ကျမရေကိုဂရုစိုက်တဲ့နဲ့နော်အလုပ်ကိုအရန်ပင်ပန်းကြီးမလုပ်ပါနဲ့လို့ပြောတာပါ You should take care မင်းဂရုစိုက်တဲ့နဲ့ of your hair မင်းရဲ့ကျမရေကို don't overwork အလုပ်ကိုအလွန်အကဲမလုပ်နဲ့ yourself မင်းကိုမင်းOkay, no? You should take care of your hair. Take care of your hair. You should take care of your hair. Don't overwork yourself. Don't overwork yourself. You should take care of your health. Don't overwork yourself. I know. I will get some rest tonight. ငါသိပါတယ်ဒီညတော့နော်အကောင်းအနားယူလိုက်မယ် Okay နော် I know ငါသိတယ် Okay နော် I will get ငါရအောင်ယူမယ်ငါအရာယူမယ် some rest အနားယူမှုအနည်းငယ်ကို tonight ဒီညမှာ I know I will get some rest tonight I know I will get some rest tonight I know I will get some rest tonight Good health is wealth ကောင်းတာပေါ့ကျန်းမာရေးကတနဥစ္စာပဲအကြီးမားဆုံးစီးစိမ်ပဲ Okay နော် Good health is wealth Good health is wealth Good health is wealth Absolutely I drink plenty of water too အမှန်ပဲရေများလေးတောက်နေပါတယ် Absolutely ဆိုတာကလုံးဝကိုမှန်တယ် I drink ငါတောက်တယ် plenty of water ရေအများကြီး too ကလည်းပဲ Absolutely I drink plenty of water too Absolutely I drink plenty of water too That's a good habit Staying hydrated is important Okay နော်ကောင်းတဲ့အလေးအထားတစ်ခုပါနော်ရေတက်ပြေဝအောင်နေတာကအရေးကြီးတယ် Okay နော် That's a good habit အဲ့ဒါကကောင်းတဲ့အလေးအကျင့်ပဲ Staying hydrated ကကြတော့ရေတက်ပြေဝတာနော်ရေတက်ပြေဝအောင်နေခြင်းက is important Okay နော်အရင်အရေးကြီးတယ် That's a good habit Staying hydrated is important That's a good habit Staying hydrated is important Yes, it keeps my energy up. ဟုတ်တယ်အဲ့ဒါကငါရဲ့စွမ်းအင်ကိုထိန်းသိမ်းပေးတယ် Yes ဟုတ်တယ် it keeps အဲ့ဒါကထိန်းသိမ်းပေးတယ် my energy ငါရဲ့စွမ်းအင်ကို up ကတက်ကြွနေဖို့ Okay yes it keeps my energy up Yes it keeps my energy up Yes it keeps my energy up Make sure you eat nutritious food as wellအာဟာရပြေဝတဲ့အစားအစာတွေကိုလည်းစားဖို့မမေ့နဲ့နော် Okay နော် Make sure you eat တည်တည်ချာချာစားပါ Nutritious food အာဟာရပြေဝတဲ့အစားအစာတွေကို as well လည်းပဲ Make sure you eat nutritious food as well Make sure you eat nutritious food as well Make sure you eat nutritious food as well I will Thanks for caring about meစားပါမယ်ငါ့ကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် I will ဆိုတာကငါလုပ်ပါမယ်ငါစားပါမယ် Thanks for ကျေးဇူးတင်ပါတယ် caring about me ငါ့ကိုဂရုစိုက်ပေးတဲ့အတွက် I will Thanks for caring about me I will Thanks for caring about me I will Thanks for caring about me Well it's almost 4 p.m. Time flies fast Okay နော်ကဲညနေ4နာရီတောင်ထိုးတော့မယ်အချိန်တွေကမြန်လိုက်တာနော်Well ဆိုတာကဲ Okay နော် It's almost နီးပါးဖြစ်နေပြီ 4 p.m. နော်ညနေ4နာရီနီးပါးဖြစ်နေ4နာရီထိုးတော့မှာပေါ့နော် Time flies အချိန်နေကုန်သွားလိုက်တာက fast အရမ်းမြန်တာပဲ Well it's almost 4 p.m. Time flies fast Well it's almost 4 p.m. Time flies fast Yeah, we have been talking for quite a while. ဟုတ်တယ်ငါတို့စကားပြောနေတာတော်တော်ကြာသွားပြီOkay နော် yeah ဆိုတာအင်းဟုတ်တယ် We have been talking ငါတို့စကားပြောနေကြတာ for quite a while တော်တော်လေးကြာသွားပြီ
Yeah, we have been talking for quite a while. Yeah, we have been talking for quite a while. I need to head somewhere. My mother is waiting for me. ငါအခုအိမ်ပြန်ရတော့မယ်။အမေကငါ့ကိုစောင့်နေတယ်။ I need to head ဆိုတာကငါဥတီဖို့သွားနေတယ်။ Okay နော်။နောက်က home noun ဆိုတော့အခုအိမ်ကို my mother ငါအမေက is waiting စောင့်နေတယ် for me ငါကို I need to head home now. My mother is waiting for me. I need to head home now. My mother is waiting for me. I need to head home now. My mother is waiting for me. Sure, go ahead. Drive safely on the way. ဟုတ်တယ်သွားတော့လေလမ်းမှာဂရုတစိုက်မောင်းသွားပါ Sure, go ahead. Drive safely on the way. Sure, go ahead. Drive safely on the way. Drive safely on the way. Thanks. See you tomorrow at work. Thanks ကျေးဇူးတင်ပါတယ် see you တွေ့မယ် tomorrow မနေ့ပြန် at work ရုံးမှာအလုပ်မှာတွေ့မယ်လို့ပြောတာပါ Thanks. See you tomorrow at work. Thanks. See you tomorrow at work. Thanks. See you tomorrow at work. Yes. See you tomorrow. Have a nice evening. ဟုတ်ကဲ့မနေ့ပြန်တွေ့မယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ Okay နော် Yes. See you tomorrow. Have a nice evening. Yes. See you tomorrow. Have a nice evening. Yes. See you tomorrow. Have a nice evening. You too. Bye bye. မင်းလည်းပျော်ရွှင်ပါစေ Bye bye. Okay နော် You too. Bye bye. You too. Bye bye. Bye. Take care. နော် Bye bye. ကျမရဲ့ queue စိုက်ပါလို့ပြောတာပါ Bye. Take care. Bye. Take care. I will see you soon. ဂရုစိုက်ပါမယ်မကြခင်ထပ်တွေ့မယ်နော် Okay နော် I will ဆိုတာကဂရုစိုက်ပါမယ် See you တွေ့မယ် soon မကြခင်မှာ I will see you soon. I will see you soon. I will see you soon. Bye bye. Have a safe trip home. Okay နော် Bye bye အိမ်ကိုလုံလုံခြုံခြုံနဲ့ပြန်ရောက်ပါစေ Bye bye. Have a safe trip home. Bye bye. Have a safe trip home. Have a safe trip home. ကဲဒီနေ့ရဲ့ daily routine လေးကတော့ဒီလောက်ပါပဲဒါပေမဲ့ဒါကအစပဲရှိသေးပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းတငယ်ချင်းနှစ်ယောက်ဘလို့ပုံစံလေးနဲ့ထပ်တွေ့ကြအောင်မလဲအင်္ဂလိပ်လိုဘလို့เนาะပုံမလေးလာအောင်မလဲဆိုတာကိုလက်လွတ်မခံရအောင်အခုပဲ subscribe လုပ်ထားပြီးတော့ဒီเนาะ screen ပေါ်မှာပေါ်နေတဲ့နောက်ထပ် view လေးကိုဆက်နှိပ်ပြီးတော့ဝင်ကြည့်လိုက်တော့เนาะ Okay bye bye